လီတွေလီလီနော်ပြောင်းလို့ဘာနဲ့ချိုခဲ့မေမိကိုခွဲသွားခဲ့တယ်အခုလူခါမျိုးမှာမင်းနဲ့ကိုတူနေခဲ့တယ်တို့ချစ်မျိုးမတူရဲ့ချစ်လေးစီကိုတစ်ခေါက်ရောက်ခဲ့တယ်လေအရာရာတိုင်းဟာတိလို့မပဲလားအိမ်လေးကတကားဆူလို့နေမိပြန်လာတာတယောက်ထဲလာတယ်မင်းမရှိမှပူလွန်ရတယ်လေလူမနေတဲ့အိမ်ကလေးအထီးကျန်စလုံးလာတယ်လေချစ်ဆုံးရဲ့တောင်ဒီတွေလီလီနော်ပြောင်းလို့ဘာနဲ့ကြုံခဲ့မေမိကိုခွဲသွားခဲ့တယ်အခုလူခါမျိုးမှာမင်းနဲ့ကိုတူနေခဲ့တယ်တို့ချစ်မျိုးမတူရဲ့ချစ်ကလေးနဲ့စီကိုတစ်ခေါက်ရောက်ခဲ့တယ်လေအရာရာတိုင်းရိုက်တာတိလို့မပဲလားအိမ်လေးကစကားဆူလို့နေမိပြန်လာတာတယောက်ထဲလာတယ်မင်းမရှိမှပူလွန်ရတယ်လေလူမနေတဲ့အိမ်ကလေးအထီးကျန်စလုံးလာတယ်လေမစဲနိုင်တွေ့ရင်တဲ့နုမောင်တယောက်ထဲမဲလူလွမ်းနေတွန်နေကြအောင်တလေးမိခေါ်နာချင်မမီပြီမင်းဆိုင်တဲ့ပေရုံးပေမှာပေပန်းတွေပန်းလို့မဲ့လူတချွတ်တလေးကြည့်ကြအလားပြေကနေမင်းမဝလဲပေလို့ပဲရမဦးပဲကြွေခဲ့ရရင်ကိုအပြန်ချမ်းသာဝမှာချောင်းရဲ့မျက်ရည်တစ်စဲမင်းအတွက်အလွမ်းမြေမင်းမရှိမှပူလွန်ရတယ်လေလူမနေတဲ့အိမ်ကလေးအထီးကျန်စလုံးလာတယ်လေချစ်ဆုံးရဲ့ဒါဒီတွေလီလီနော်ပြောင်းလို့ဘာနဲ့ကြုံခဲ့မေမိကိုခွဲလို့ခဲ့တယ်အခုလူခါမျိုးမောင်မင်းနဲ့ကိုတူနေခဲ့တယ်တို့ချစ်မျိုးမတူရဲ့ချစ်ကလေးစီကိုတစ်ခေါက်ရောက်ခဲ့တယ်လေအရာရာတိုင်းဟာတိလို့ပါပဲလားအိမ်လေးကစကားဆူလို့နေမင်းပြန်လာတာတယောက်ထဲလာတယ်မင်းမရှိမှပူလွန်ရတယ်လေလူမနေတဲ့အိမ်ကလေးအထီးကျန်စလုံးလာတယ်မင်းမစဲနိုင်တွေ့ရင်တဲ့နုမောင်တယောက်ထဲမြဲလူလွမ်းနေတွန်နေကြအောင်သလေးမိကိုယ်တော်ချင်မောင်မိပြီမင်းဆိုင်တဲ့ပေရုံးပေမှာတပည့်ပန်းနေပန်းလို့မဲ့လူတချွတ်တလေးကြွေကြအလားပြေကနေမင်းမဝလဲပေလို့ပဲရမုံပဲကြွေခဲ့ရတယ်ကိုအပြန်
ချမ်းသာဝါမှာချခဲ့တဲ့မျက်ရည်တစ်စဲမင်းတို့အလွန်မြေမင်းမရှိမှကိုလွန်ရတယ်လေလူမနေတဲ့အိတ်ကလေးအထီးကျန်ဆန်လို့လာတယ်လေ